ပြအားလုံးမဲမင်္ဂလာပါပွဲဆုံရဲ့ပွဲပြီးတုံးလက်ချက်အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ကြရဗျခုတစ်ခေါက်ဗီဒီယိုမှာတော့ဒါကျွန်တော်ညီကိုညောက်ကပရီးမီးယားလိပွဲစဉ်ခုနှစ်ရဲ့ဒါနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ရက်ခုတ်တင်းနဲ့ဒါမန်ချက်စတာစီးတီးအသင်းတို့ရဲ့ဒါပွဲပြီးတုံးလက်ချက်အစီအစဉ်လေးကိုပြီးလို့ပေးသွားမှာပဲဖြစ်ပါဗျမင်္ဂလာပါကိုမင်္ဂလာပါဆိုတော့ကျွန်တော်ဒါပရီးမီးယားလိပွဲစဉ်ခုနှစ်ရဲ့ဒါနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဒါဘက်ဖို့တင်းနဲ့မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်တော့ဒါအဲ့ဒီမန်ချက်စတာစီးတီးအသင်းဟာအစောပိုင်းဒါအယ်လီဟာလန်ရဲ့သွေးပုံးနဲ့ဒေတာဝန်စီဆိုတဲ့ရလနဲ့ကျင်းရောက်တဲ့ရလက်နဲ့ဒါခက်ခဲအနိုင်ရရှိပါရပြရတယ်ဗျာဒါမန်ချက်စတာစီးတီးတင်းရဘရက်ဖို့တင်းကိုဒါပထမပိုင်းမှာဆိုရင်ဒါအဖက်ဖက်ကအသာစီးနဲ့ကစားသွားနိုင်နေတာသိရတယ်ဗျာဒါမန်ချက်စတာစီးတီးတင်းနဲ့မှာကြည့်မယ်ဆိုရင်ကျွန်တော်ဒါကမ္ဘာအဆင့်ကိုသမားလို့သတ်မှတ်လို့ရတယ်ကိုသမားတို့နောက်မှဒါအပေါင်းဆုံးခြေစွမ်းနေနဲ့တူမန်ချက်စတာစီးတီးတင်းကိုအပိုးတန်အလိုက်တော့မှကိုရယူသွားတယ်လို့ပဲမြင်မိပါရဲ့ကိုကျွန်တော်ဒါဒီပွဲစီကိုကြည့်မယ်ဆိုရင်လာတဲ့တစ်ချက်ကတက်စစ်အယ်လီဟာလန်ဗျာအယ်လီဟာလန်ဆိုရင်ဒါနောက်ခံကစားမှာကာဘာဒီယိုရဲ့ပေးပို့မှုကနေတာအကောင်းဆုံးအစိုးတက်ပြီးတော့ဝိုင်းဆက်ဇွန်ဟိုးဆိုတဲ့အတိုင်းပဲသူ့ရဲ့ဒါအကောင်းဆုံးအစိုးတက်ပုံကိုဒီပွဲချိန်မှာလဲဇာညဝါဖြစ်နေမြင်ခဲ့ရတယ်ဗျဆိုတော့ဒါမန်ချက်စတာစီးတီးတင်းအနေနဲ့ဒါအဝေးဘက်မှာဘက်ကိုအတင်းကိုကက်ကခဲနဲ့အနိုင်ရရှိသွားခဲ့တဲ့ပွဲစဉ်မှာဒါကုတူရဲ့အမည်လေးကိုပုံသက်ပေးပါဦးဗျဟုတ်ကဲ့ပါဟုတ်ကဲ့ဒါကျွန်တော်ပရီးမီးယားလိပွဲစဉ်နဲ့နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့တဲ့ဒါမန်ချက်စတာစီးတီးတင်းနဲ့ဘက်ဟိုတင်းရဲ့ပွဲစဉ်ရတော့ဒါမန်ချက်စတာစီးတင်းကတကူကူမီဆိုတဲ့ကြလက်နဲ့ကနိုင်ပါခဲ့လိုလီကနဲ့တော့မဘူးဒါမန်ချက်စတာစီးတီးတင်းနဲ့ရောက်ပါခဲ့ကြမန်ချက်စတာစီးတီးတင်းနဲ့ဒီပွဲစဉ်အနိုင်ရရှိခဲ့တာကဒါပရီးမီးယားလိနဲ့ပေးစရာမှာရှာမစ်စပုံမန်နဲ့သူအဆင့်9နေရာတိကခင်းနဲ့ပလန်ကနိုင်ရဟုတ်တယ်ပါပဲဒီပွဲစဉ်မှာဒါမန်ချက်စတာစီးတီးတင်းနဲ့လီဗာပူးနဲ့တော့ဖြစ်ခဲ့ကြအော်ဆိုအေရှန်ဘရက်ဘိုတင်းနဲ့ရတယ်သူ့မိနဲ့ဟိုက်ပရက်ဒီနဲ့သူအိမ်ဘက်မှာမန်ချက်စတာစီးတီးတင်းကိုဒါအဆောင်လုပ်လို့ကပေးနိုင်တယ်ဘူးပြောလို့ရတယ်ဗျအေရှီဘရက်ဖို့တင်းရဲ့ညီပြတိတ်အဒူးနေနဲ့သူ့ရဲ့ပုံမှန်ဘောဆန်တွေကလည်းပုံမှန်ဖြစ်တဲ့532ဆိုတဲ့ကစားပွဲနဲ့ပေါ်ထွက်လာပေးရတယ်ဗျကိုလက်မှာဆိုလို့ရှိရင်ပရီးမီးယားရဲ့ဝိုင်းကိုရဲ့ကစားသမားဂျိုရန်နာဆန်ဦးဆောင်လာပြီးတော့တက်စစ်မှာဆိုလို့ရှိရင်ပေးရတဲ့မန်ချက်စတာရဲ့တင်ရချီစွမ်းတရားပြီးတော့ကိုတူးနကူတူးနိုင်တဲ့တရားကိုပေါ်ထွက်လာတွေ့ရတယ်ဗျဟုတ်တယ်ပါကဲမန်ချက်စတာစီးတီးတင်းမှာတော့မီဒီယာဘက်ကွာရီလာကဒီနေ့ပွဲစဉ်မှာတော့လေတီဆိုတဲ့ကစားကွက်နဲ့ပေါ်ထွက်လာကျွန်တော်တွေ့ရတယ်ဘူဇမန်နဲ့မှာဆိုလို့ရှိရင်တော့တူနာရူမာပဲပေါ်ထွက်လာပေးရဗျဟုတ်ကဲ့ဗျနောက်တဲ့လေးရောနေမှာဆိုလို့ရှိရင်နူးနဲ့ရီဗင်ဒီယာဒါပြီးတော့ရီဒီကလေးရောပဲပေါ်ထွက်လာပြီးတော့မက်လက်တန်ဆန်နီဖီတာမနေရာမှာဆိုလို့ရှိရင်ရိုဒီယာပေါ်ထွက်လာပေးရဗျဟုတ်ကဲ့ဗျတာမန်တက်စစ်နဲ့ချက်မှာဆိုလို့ရှိရင်ဆာဘီနီယိုနဲ့အော်ဖတာဘောပေါ်ထွက်လာပြီးတော့တက်စစ်မှုနေရာမှာအီလင်ဟာလာကပဲပေါ်ထွက်လာခဲ့ပြီးတော့နောက်တဲ့တက်စစ်နေရာမှာဆိုလို့ရှိရင်ဖီဘိုဒန်နဲ့ရိုင်းနာဘယ်လိုပေါ်ထွက်လာကျွန်တော်တွေ့ရတယ်ဗျဟုတ်ကဲ့ဗျဝဲစင်မှာတော့အင်ရှင်ဘရာဘိုတင်တာခွေအနေငယ်ရခဲ့ပေမဲ့လေတိုက်စစ်မိုတီယာကအတုံးမချနိုင်ခဲ့ပေနဲ့မန်ချက်စတာစီးတီးတင်းရဲ့ကိုသမဒိုရာရူမာကအကောင်းဆုံးလက်ပြန်ပြသွားခဲ့တာပြရတယ်။နောက်တစ်ချက်အနေနဲ့မန်ချက်စတာတင်းရဲ့အဓိကတွင်းနေကြသမားလူတွေကတန်ရာကြောင့်ဒါဒီနေ့ပွဲစဉ်မှာနီကိုကွန်ဆာလက်နဲ့ဒီကြားလဲခဲ့ပြီးတော့ဒါကတော့ဒါမန်ချက်စတာစီးတင်းတွေတန်ရာပြဿနာနဲ့ဒါနောက်တဲ့ချင်းဆိုင်ရာပြဿနာတစ်ခုဖြစ်လာခဲ့ကြဟုတ်တယ်ဗျဒီပွဲစဉ်တော့အောင်ချုံတော့လာမယ်ဆိုလို့ရှိရင်ကျွန်တော်ပြည်တဲ့အနေနဲ့ပွဲကောင်းတစ်ပွဲတော့ဖြစ်ခဲ့ဘူးဒါသူပြန်နဲ့တိုက်စစ်စင်နိုင်ခဲ့ပေမဲ့လေဒါမန်ချက်စတာစီးတီးတင်းနဲ့ all position အသာစီးနဲ့ကိုကောက်ကန်တမှုပိုင်းမှာလည်းအနေနဲ့တာစီးနဲ့တူပွဲကိုဆုံးမိုးသွားနိုင်ခဲ့ပေမဲ့လေဒါထီယောတက်စစ်တမှုကြီးအပြန်လန်တင်မှုကြီးကျွန်တော်မမြင်ရခဲ့ဘဲနဲ့တိတက်ကြောက်အနေနဲ့ဆိုလို့ရှိရင်ဒါဒီပွဲစဉ်ကပွဲကောင်းတစ်ပွဲဖြစ်ခဲ့ဘူးဒါမန်ချက်စတာစီးတီးတင်းရပဲအေရှန်မန်ချက်စတာစီးတီးတင်းရပဲအတင်းကြီးပြီးတာလူကနေတဲ့အနိုင်သုံးမှတ်ဖို့အရယူသွားခဲ့တယ်လို့ပဲကျွန်တော်ငယ်ချစ်မေးပြီးပါဗျာဟုတ်ကဲ့ဆရာဒါကျွန်တော်နောက်တစ်ချက်ရှိတာကဒီပွဲစဉ်မှာဒါနီးပြရေပတ်ကွာယူလာဗျာပရီးမီးယားလိပွဲစဉ်340ပရီးမီးယားလိပွဲစဉ်340ပွဲကစားပေးချိန်မှာဒါနိုင်ပွဲ150အမြန်ဆုံးပြင်းမြောက်တဲ့ဒါစံချိန်ယူဒီပွဲချိန်မှာတော့ရရှိသွားတာတွေ့ရတယ်ဆိုတော့ဒါဒီစံချိန်ရတာယူနိုက်တက်ရဲ့နီးပြဟောင်းဆိုင်လက်ဖာပူဆန်ကဒါနိုင်ပွဲ250ကို404ပွဲနဲ့တင်ရှိထားတဲ့စံချိန်ကိုဒါပွဲလက်ဆုံးနဲ့ဒါစံချိန်1တင်သွားတာလို့တွေ့ရတယ်ဗျာဟုတ်ကဲ့ပါကိုကျွန်တော်ဒါပရီးမီးယားလိပွဲစဉ်ခုနှစ်ဒါကစားပြီးချိန်မှာဆိုရင်တော့ဒါအသင်းကြီးရှောက်တင်းနေနဲ့အာဆင်နယ်အသင်းရဆိုရင်ဒါရမတ်16မိနစ်အဆင့်1နေရာကိုတန်တန်းထားနိုင်တာတွေ့ရတယ်လီဗာပူးတင်းရဆိုတာဒုတိယနေရာမှာ15မိနစ်ရပ်တည်နေပြီးတော့တော်ရီယွန်စပါတင်းရ14မိနစ်တတိယနေရာမန်ချက်စတာစီးတီးတင်းရတော့ဒါရမတ်73မိနစ်ဆူတောင်းနိုင်ပြီးတော့အဆင့်5နေရာရပ်တည်နိုင်ပြီးတော့ဒါကျွန်တော်ဒါမန်ချက်စတာယူနိုက်တက်အသင်းကတော့ရမတ်7မိနစ်အတူအဆင့်10မှာအတီးရပ်တည်နေရတော့တွေ့ရတယ်ဗျကျွန်တော်ဒါရှယ်ဆီတင်းကိုကြည့်မယ်ဆိုရင်တော့ဒါရှယ်ဆီတင်းအနေနဲ့7မိနစ်ရမတ်17မှတ်စုဆောင်းနိုင်ပြီးတော့ဒါပရီးမီးယားလိရဲ့အဆင့်9နေရာမှာဒီရက်တင်နေရတွေ့ရတယ်ဗျ
ဟုတ်ကဲ့ပါဆိုတော့ဒါပရီးမီးယားလိပွဲစဉ်ခုနှစ်ရဲ့ဒါနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Bradford အသင်းနဲ့ Manchester City အသင်းတို့ရဲ့ဒါပွဲပြီးသုံးသက်ချက်အစီအစဉ်လေးရတော့လာပါပြီဗျဗီဒီယိုလေးကိုဆုံးထိကြည့်ပေးကြရပဲကျေးဇူးအများကြီးတင်ပါတယ်ပွဲဆောင်ရဲ့ Facebook နဲ့ YouTube Channel မှာနောက်ဆုံးရအားကစားသတင်းတွေနဲ့သုံးသက်ချက်တွေကိုတွားရောက်နားထောင်နိုင်ပြီး Subscribe လေးလုပ်ပေးပါလို့ပြောရင်းနဲ့ကျွန်တော်ညီကိုနှစ်ယောက်နဲ့သူ International Break ပြီးမှာပရီးမီးယားလိပွဲစဉ်8ရဲ့ပွဲကြိုသုံးသက်ချက်ပွဲပြီးသုံးသက်ချက်အစီအစဉ်တွေမှာနောက်ထပ်ပြန်လည်ဆုံပေးပါမယ်ဗျကျေးဇူးတင်ပါတယ်ဘို့ ကျေးဇူးတင်ပါတယ်